กับการเทกับမြန်မာဖောက်အလန်းစားလေးတွေကိုမိတ်ဆွေများတို့ထည့်ပြီးတုံးချင်တယ်ဆိုရင်ဘယ်လိုနည်းနဲ့မှလုပ်ရတာလဲဆိုတာကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะဒီကပ်ကတ်ထဲမှာပေါ့เนาะကိုတုံးချင်တဲ့ဖောက်တွေကိုဘယ်လိုတွားရှာရမှာလဲဆိုတာကိုကျွန်တော်ဒီနေ့ပြပြတော့မှာဖြစ်ပါเนาะဒီကပ်ကတ်ထဲမှာမြန်မာဖောက်တုံးလို့ရှိရင်အရန်လွယ်ပါတယ်เนาะဘယ်လိုလုပ်ရမှာလဲဆိုတာကိုအရင်အဆုံးဒီset font ကိုရှိရမှာဖြစ်ပါတယ်ဒီ set font ကိုမရှိဘူးဆိုရင် Play Store ထဲမှာတွားရှာလို့ရပါတယ်ဒီ Play Store ထဲမှာဝင်လာလိုက်ပါတော့ကဲဝင်ပြီးတွားလို့ရှိရင်ဒီ search bar မှာဒီ set font ဆိုတာလေးကိုရေးလိုက်ပါတော့ဒီမှာနော်ဒီ set font ကိုရေးလိုက်ပါတော့ဒီမှာဒီအပေါ်ဆုံးဟာပါတော့install တင်လိုက်ပါတော့တင်ပြီးတွားလို့ရှိရင်ဘယ်လိုလုပ်ရမှာလဲဆိုတာကိုဒီ set font ထဲကိုဝင်လိုက်ပါတော့ဒီ set font ထဲကိုဝင်လိုက်ပါဝင်ပြီးတော့လို့ရှိခဏလေးတော့ဒီလိုမျိုးကိုရောက်လာမှာဖြစ်ပါတော့ဒီအောက်နည်းနည်းဆွဲကြည့်မှာပေါ့နော်ခဏလေးကြုံရတတ်တာပေါ့နော်အောက်ကိုနည်းနည်းဆွဲကြည့်ပါဒီမှာနော်ဒီမြန်မာဆိုတာကိုပေါ့နော်ဒါက180ကျော်ရှိတာပေါ့နော်ကိုကြိုက်တဲ့လက်ရေးကိုလိုက်ရှာလိုက်ပေါ့နော်ကိုကြိုက်တဲ့လက်ရေးကိုလိုက်ရှာလိုက်ပေါ့ဒီအပေါ်ဟာကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီထဲမှာကျတော့အကုန်လုံးမြန်မာဖောက်နေပေါ့နော်ကိုကြိုက်တဲ့ဟာကိုရွေးလိုက်ပေါ့နော်တခုခုကိုရွေးလိုက်ပေါ့နော်ကျွန်တော်ဒီဟာစမ်းကြည့်မှာခဏလေးနော်မြန်မာလိုကိုပြောင်းလာပြီးမှာပေါ့နော်ဒီမှာနော်ဒီဟာဒါမြန်မာလိုပေါ့နော်မိတ်ဆွေများဒီလိုမျိုးဒီဇိုင်းကိုမကြိုက်ဘူးပေါ့နော်နောက်ဒီဇိုင်းကိုပြောင်းချင်တယ်ဆိုရင်ပြန်ထွက်လိုက်ပေါ့နော်ဒီမှာနော်ဒီအပေါ်အများကြီးရှိပါအခရာရိုးရစမ်းကြည့်လိုက်ပေါ့နော်ကြုံညာကတော့နည်းနည်းလေးကြည့်ရမှာဖြစ်ပါတယ်နော်ခဏလေးနော်ကြုံညာကကြည့်ပြီးတော့ရှင်းနေလိုက်ပေါ့ဒီမှာနော်ဒီလိုမျိုးမြင်တာဖြစ်ပါတော့ဒါကတော့မြန်မာလိုပေါ့နော်ဒါကတော့ဖောက်တွေတို့လှုပ်ထားတဲ့ပုံစံလေးပေါ့နော်ဒီလိုမျိုးပုံစံကိုမကြိုက်ဘူးနောက်ထပ်တခြားပုံစံကိုပြောင်းချင်တယ်လည်းရပါတယ်နော်ဒီထဲမှာကျအများကြီးပေါ့နော်ကျွန်တော်ဒီအပေါ်ဟာကိုဒီအပေါ်ဟာကိုစမ်းကြည့်ပါပေါ့နော်ဒီဟာကိုနှိပ်လိုက်ဒီမှာနော်မိတ်ဆွေများဒီလိုမျိုးပုံစံကိုကြိုက်တယ်ဆိုရင်ဒီအမှန်ချစ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီအပေါ်ဆုံးဟာပေါ့နော်ဒီအပေါ်ဆုံးချောင်းကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီညာလေးမှာပဲတစ်ချက်ပြန်နှိပ်လိုက်ပါနော်နောက်ထပ်တစ်ချက်ပြန်နှိပ်လိုက်ပါနှိပ်လိုက်ပါနော်ဒါဆိုရင်ရပါပြီနော်ဒီမြန်မာဖောက်ကတောင်းဆွဲတာပြီးပါပြီเนาะဒီကပ်ကတ်ထက်ကိုဝင်လိုက်ပါเนาะကဲဝင် sorry เนาะကပ်ကတ်ထက်ကိုဝင်လိုက်ပါဝင်ပြီးတော့လို့ရှင်ခဏလေးเนาะကိုလောက်ထားတဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးလိုက်ပါเนาะကျွန်တော်ဒီဟာကိုစမ်းပြမှာပါเนาะမြန်မာဖောက်ကတော့ဘယ်လိုတွားရှာရမှာလဲဆိုတာပေါ့เนาะဒီညာလေးပေါ့เนาะဒီညာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ကိုရေးချင်တဲ့ဟာကိုရေးတယ်ပေါ့เนาะဟုတ်နော်မြန်မာဖောက်လို့ကျွန်တော်ရေးထားတာပေါ့နော်ဒါကျတော့မြန်မာလိုမြန်မာဖောက်ကျတော့မရှိသေးဘူးပေါ့နော်မရှိသေးဘူးဆိုရင်ဘယ်လိုလုပ်ရမှာလဲဆိုတာဒီနေရာလေးပေါ့နော်ဒီ font ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီဟာကိုနည်းနည်းဆွဲလဲပေါ့နော်ဆွဲလိုက်ပါဒီမှာနော်ဒီ my font ဆိုတာကိုရှိတာဖြစ်ပါတယ်ဒီ my font ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်မိတ်ဆွေများဖုန်းထဲမှာတစ်ခါမှမထည့်ထားသေးဘူးဆိုရင်ဒီ font လေးကြတော့ဘာမှမရှိသေးဘူးပေါ့နော်ဒီအပေါင်းလေးပဲရှိတာပေါ့နော်ဒီအပေါင်းလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ဒီနေရာလေးပေါ့နော် my font ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ခုနတောင်းထားတဲ့font ကိုဒီထဲမှာရောက်လာမှာဖြစ်ပါတယ်နော်ခုနကျတော့ဒီအခရာပေါ့နော်ဒီအခရာကိုကျွန်တော်နှိပ်ကြည့်ပါပေါ့နော်ဒီမှာနော်အခရာကျတော့ဒီဘေးမှာရှိရပါတော့ဒီအခရာလေးကိုနှိပ်လိုက်ပါကဲမှာနော်ကဲမြန်မာလိုပြီးတာပေါ့နော်ကိုရေးချင်တဲ့ဟာကိုအကုန်လုံးရေးလို့ရပါဘောနော်ဒါကြောင့်ကျွန်တော်ရေးထားတဲ့flow တွေပေါ့နော်ဒီမြန်မာဖောက်အလန်းစားလေးတွေပေါ့နော်ဒီလိုမျိုးပဲနော်မိတ်ဆွေများဒီဟာကိုတုံးလို့မရဘူးဆိုရင်ခုနကျွန်တော်ပြထားတဲ့နေရာလေးပေါ့နော်ကဲဒီ set font ထဲမှာလာရှာလိုက်ပေါ့နော်
ဒီအောက်ဟာကျတော့လဲရတာဗောနော်ဒီအောက်ဟာကျတော့မြန်မာလိုမပြဘဲနဲ့အင်္ဂလိပ်လိုပဲပြတာဗောနော်နေမိတ်ဆွေများနေပြီးမှကြည့်လို့လဲရပါနော်နေပြီးတော့လို့ရှိရင်ခဏလေးစောင့်ပေးလဲဗောနော်ဒီမှာနော်သူကပြလာမှာဖြစ်ပါတယ်နော်ဒီဟာလေးဒီဟာတောင်းဆွဲခြင်းလဲခုနအတိုင်းပဲနော်ဒီဟာကိုနေလိုက်ပါဆိုရင်နော်ဒီဟာကိုထပ်နေလိုက်ဗောနော်ရတယ်နော်ဒီ set font တဲ့ဒီကတ်ထဲကိုဝင်လိုက်ပါနော်ဝင်ပြီးတော့လို့ရှိရင်ဒီအောက်ဟာကိုရောက်လာမှာဖြစ်ပါတယ်နော်ခုနနာမည်ကျွန်တော်မရတယ်လို့ပေါ့နော်ပြန်ထွက်လိုက်ခုနကျွန်တော်ဒီဟာယူတာမသိဘူးနော်ဟုတ်ဒီခုနကျွန်တော်ဒီဟာယူမချင်ကျွန်တော်ဒီဟာယူရခုဒီမှာနော်ကိုရေးချင်တဲ့ပုံစံကိုအကုန်လုံးရေးလို့ရပါနော်အယောင်ပြောင်းခြင်းအကုန်လုံးလုပ်လို့ရတာပေါ့နော်ဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်နော်မိတ်ဆွေများဒီမြန်မာဖောက်ကိုမိတ်ဆွေများဖုန်းထဲမှာအရင်တော့ကထည့်လို့မရတာတွေကိုပေါ့နော်အခုကျွန်တော်ပြထားတဲ့ပုံစံလေးကိုလိုက်လုပ်ကြည့်လိုက်ပေါ့နော်ဒီလိုမျိုးမြန်မာဖောက်တွေကိုပြီးတောင်ပြောင်းလို့ရတာပေါ့နော်ဒီမိတ်ဆွေများလုပ်ကြည့်လိုက်ပေါ့နော်ဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်နော်နောက်ဗီဒီယိုကိုပြန်ဆောင်ကြပါပေါ့နော်